ဘာကြောင့်နှစ်ကုန်ပိုင်းမှာဖုန်းဝယ်တင်တာလဲဘယ်လိုဖုန်းမျိုးစားတွေဝယ်တင်လဲဒီနေ့မှာတော့2025ကုန်ကနေအချိန်ကာလလေးမှာကကာလေးတို့အတွက်အထူးသင့်တော်မဲ့ knowledge sharing တစ်ခုကိုမျှဝေပေးခြင်းပါတယ်နှစ်ကုန်ပိုင်းကာလဆိုတာ promotion ပေါင်းများစွာနဲ့အတူဈေးနှုန်းတွေလည်းအတန်ဆုံးရရှိနိုင်တဲ့အချိန်မှာဒါအပြင်တစ်နှစ်ပတ်လုံးပင်ပင်မမတ်အလုပ်လုပ်ခဲ့တဲ့ကိုလက်ဆောင်ပေးဖို့နဲ့နှစ်သက်မှာစိတ်သက်လို့တဲ့ဖုန်းအသစ်နဲ့လုပ်ငန်းဝင်ဖို့အကောင်းဆုံးအချိန်လည်းဖြစ်ပါတယ်ဒါဆိုရင်ဘယ်သူတွေဝယ်တဲ့တစ်နှစ်လုံးအလုပ်တွေစူးစမ်းပြီးဘောနဲ့ရထားတဲ့သူတွေအခုလက်ရှိကင်နေတဲ့ဖုန်းလေးကစွမ်းဆောင်ရည်ကြနေလို့စိတ်ညစ်နေတဲ့သူတွေ2026နှစ်သစ်မှာနီးပညာအသစ်တွေနဲ့အတူရှေ့ဆက်ချင်တဲ့သူတွေအတွက်အထူးသင့်တော်ပါတယ်။ဒါဆိုရင်နှစ်ကုန်ပိုင်းမှာဝယ်ယူဖို့အသင့်တော်ဆုံးနဲ့လူကြိုက်အများဆုံးဖြစ်တဲ့ flagship ဖုန်း5မျိုးကိုHonor မြန်မာကနေရွေးချယ်လမ်းညွှန်ပေးလိုက်ပါရှင်။ performance အပိုင်းမှာလည်းပြောစရာမလိုအောင်ကောင်းမှုပြီးတော့ဓာတ်ပုံဗီဒီယိုရိုက်ကူးမှုအပိုင်းမှာလည်း professional တက်ကြဖန်တီးနိုင်ပါတယ်။ iOS ecosystem ရဲ့လုံခြုံမှုနဲ့ premium ဆန်မှုတွေကိုကြိုက်တဲ့သူတွေအတွက်အကောင်းဆုံးရွေးချယ်မှုပါပဲ။ညနေပြင်ကြည့်နဲ့ရုပ်ရှင်ကြည့်မလား game song S-Pen လေးနဲ့အလုပ်ကိစ္စတွေကိုမှတ်သားမလား။ပတ်စုံသုံးချင်တဲ့သူတွေအတွက်ပါပဲ။အထူးသဖြင့်သူ့ရဲ့ဇွန်းဆွဲနိုင်မှုကဖြော်ပြေးပွဲသွားတာပဲဖြစ်ဖြစ်ခရီးသွားတာပဲဖြစ်ဖြစ်အမှတ်တရပုံတွေကိုအကောင်းဆုံးဖတ်ယူနိုင်မှာပါ။ရှောင်းကိုလိုချစ်စနိုးခေါ်ကြတဲ့ Xiaomi flagship ဖုန်းတွေရောကင်မရာပိုင်းမှာအရှမ်းမိုက်ပါတယ်။အားသွင်းလုံးမြန်ဆန်တာကြောင့်အလုပ်များတဲ့မိတ်ဆွေတို့အတွက်အချိန်ကိုသက်သာစေပြီးတော့စောင့်စားရတဲ့ဒုက္ခကိုဖြေရှင်းပေးနိုင်တဲ့ဖုန်းကောင်းတစ်လုံးပါပဲ။ Google ရဲ့ AI နည်းပညာတွေဖြစ်တဲ့ Magic Eraser, Backstage တို့လို feature တွေပါဝင်တာကြောင့်ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက်အကြိုက်တွေ့စေမှာပါ။ Clean software နဲ့သုံးရတာပေါ့ပါတော့လက်ပြီးတော့ဓာတ်ပုံပြင်ရတာဝါသနာပါတဲ့သူတွေအတွက်လက်မှုလို့တင်ပါဘူး။ portrait ရတာကျန်နေတဲ့သူတွေအတွက်တော့ဒီဒီဇိုင်းတစ်ခုက CR ရွေးပါပဲဒီဇိုင်းပိုင်းမှာပပလျက်လျက်နဲ့ premium ဆန်မှုကြောင့်ကင်ထားရင်ဒီအထင်ကြီးစေမဲ့ flagship ဖုန်းကောင်းတွေပဲဖြစ်ပါတယ်ဒီဖုန်း model တွေကတခုခုကိုဝယ်ယူခြင်းနဲ့ဆိုရင်တော့ Honor မြန်မာစီကိုအမြန်ဆုံးလာခဲ့လိုက်တော့နော်